Okay အားလုံးပဲမင်္ဂလာပါပြန်ပြီးတက်ကပြန်ပြီးတော်တာပါအဲ့တော့အားလုံးနည်းမြောက်ပြီးမှသင်ခန်းစာတွေကတော့ကျွန်တော်တို့ Windows ကနေပြီးတော့ software တွေကိုဘယ်လိုဖြတ်ရမလဲ software တွေကို uninstall လုပ်တာပေါ့နော်ဘယ်လို uninstall လုပ်ရမလဲဆိုတော့မြောက်ပြီးမှပြောပါတယ်အဲ့တော့ကျွန်တော်တို့ဒီပုံမှန်လိုချင်တော့ကျွန်တော် Windows နဲ့ RO နဲ့ကျွန်တော်ဒီ one box ထဲမှာ C1 sorry C1 DR1 control လို့ရပြီး enter ခေါက်ပါနော်enter ခေါက်ပြီးတော့ uninstall a program ဆိုဒီမှာရှိပါတယ်ဒီ view ဘိုင်းမှာမိတ်ဆွေတို့ဒီ category ကိုရွေးထားပါနော်ရွေးထားပြီးတော့ဒီ uninstall a program ကိုနှိပ်ပြီးတော့ဒီမှာကြိုက်ရအောင်ကျွန်တော်ဒီ right click ထောက်ပြီးတော့ uninstall လုပ်လို့ရပါတယ်ဒါပေမဲ့လို့ကျွန်တော်ဒီကနေ uninstall လုပ်တာဒီကျွန်တော် full complete မဖြစ်ပါဘူးကျွန်တော်ဒီ cat file တွေကြံခဲ့တာတို့ registry file တွေကြံခဲ့တာဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်ဒီကနေပြီးတော့ကျွန်တော် uninstall မလုပ်ပါဘူးကျွန်တော် uninstall လုပ်တဲ့ software တွေတခုကိုကျွန်တော်သုံးပြီးတော့ uninstall လုပ်မှာဖြစ်တယ်ပေါ့နော်အဲဒီအခုကျွန်တော်သုံးနေတဲ့ software လေးကအဆင်ပြေတယ်ကောင်းတဲ့အတွက်ကြောင့်မို့ကျွန်တော်အဲဒီ software လေးကိုသုံးပြမှာဖြစ်ပါတယ်အဲ့တော့အဲဒီ software လေးကိုကျွန်တော် download သွားဆက်မယ် download သွားဆက်ဖို့ကျွန်တော်ဒီbrowser မှာပေါ့နော်ကျွန်တော်ပုံမှန်တိုင်းပဲကျွန်တော် get into PC လို့ရနိုင်မယ်ဘာလို့လဲဆိုတော့ get into PC ကဒီကျွန်တော် PC software တွေကို download လုပ်တဲ့နေရာမှာတော်တော်လေးကောင်းတဲ့ website တစ်ခုပေါ့နော်ဒါကြောင့်မို့ getintopc.com လို့ကျွန်တော်ရိုက်လို့လေးရိုက်လိုက်ပါရိုက်ပြီးတော့ enter ခေါက်လိုက်မယ်နော် enter ခေါက်လိုက်ပြီးတော့ဒီ get into PC ကိုရောက်သွားပါမယ်တကယ်လို့မိတ်ဆွေတို့ဒီနောက်မှာပေါ့နော်ဒီ location bar ကိုတစ်ချက်ကြည့်ပေါ့ .im လို့ထပ်ပေါ်နေတယ်ဆိုလို့ရှိရင်တော့အဲ့ .im ကိုတွားလို့မရပါဘူးအဲ့ .im ရဲ့နောက်မှာကာခါလေးချပြီးတော့ .im ကိုဖြတ်လိုက်ပါဖြတ်ပြီးတော့ .com ကိုပဲသွားမယ်နော် .com ကိုပဲသွားပြီးတော့ဒီမှာရိုက်ရမယ့်စာလေးက IOBIT ဒီရိုက်ချတဲ့နေရာလေးရှိပါတယ်ဒီနေရာလေးမှာ IOBIT IOBIT UN INSTA LNER installer IOBIT installer လို့ရတယ်ပေါ့နော်ရိုက်ပြီးတော့ကိုနှိပ်ပါမယ်โอเคနှိပ်ပြီးပါရင်တော့ဒီမှာမိတ်ဆွေတို့တွေ့ပါလိမ့်မယ် IOBIT installer Pro 2024ပေါ့နော်မိတ်ဆွေတို့ကြိုက်တဲ့ version ကိုရွေးပြီးတော့ download လုပ်လို့ရတယ်ကျွန်တော်ကတော့ဒီမှာအပေါ်ဆုံးက2024 free download ကိုနှိပ်လိုက်မယ်နှိပ်ပြီးတော့ကျွန်တော်အောက်နားလေးကိုဆွဲပါမယ်ဆွဲသွားပြီးတဲ့အခါကျလို့ရှိရင်download full set ကိုနှိပ်မယ်ပေါ့နော်download full set ကိုနှိပ်လိုက်ပါပြီခဏတော့စောင့်ပြီးပါနော်ဒီမှာကျွန်တော် download ဆွဲဖို့တော့ပြောပါတယ်เนาะဒီကောင်လေးကို download ဆွဲပြလိုက်မယ်โอเคအဲ့တော့ဒီလိုလေးကျွန်တော်ခဏရက်ထားမယ် download ပြည့်ရင်ပြန်လာခဲ့ပါမယ်โอเคပြန်လည်းကြိုးဆိုပါတယ်အဲ့တော့ဒီမှာကျွန်တော်တို့game လုပ်ပြီးတဲ့ IOBIT installer ကိုကျွန်တော် download ဆွဲပြီးပါပြီပေါ့နော်အဲ့တော့ download ဆွဲပြီးပါဖြစ်တဲ့အတွက်ကျွန်တော်ဒီ file လေးကိုဖြည့်ချတယ်ပေါ့ right click တစ်ချက်နဲ့ကျွန်တော် extract to နဲ့တွားလိုက်ပါမယ် extract to နဲ့တွားပြီးတော့ဒီမှာကျွန်တော်ဒီ game PC က download ဆွဲသမျှ software တွေရဲ့ password ကကျွန်တော်ဒါ1 2 3ပဲဖြစ်တယ်ပေါ့နော်အဲ့တော့1 2 3ကိုထည့်ပြီးတော့1 2 3ကိုထည့်ပြီးတော့ okay တစ်ချက်နှိပ်လိုက်မယ်အဲ့ဒါဆိုရင်တော့သူဖြည့်ချပေးပါမယ်ဖြည့်ချပေးပါရင် double click တစ်ချက်နှိပ်ဝင်လိုက်ဝင်သွားပြီလို့ရှိရင်ကျွန်တော်ဒီ line စဉ် version တော့မဟုတ်ဘူးเนาะကျွန်တော်ကဒီ prep version ကိုသုံးမှာဖြစ်တဲ့အတွက်ကြောင့်မိတ်ဆွေကဘာလို့ထားဖို့လို့လဲဆိုလို့ရှိရင်တော့ဒီ antivirus ရဲ့တစ်ချက်သွားပိတ်ပေးရတယ်เนาะ antivirus ပိတ်တာလည်းထုံးစံတိုင်းပဲဒီမြားလေးကိုတစ်ချက်နှိပ်ပြီးသွားလို့ရှိရင်ဒိုင်းကပုံလေးကိုတစ်ချက်နှိပ်ပေါ့နော်နှိပ်ပြီးသွားလို့ရှိရင်Binary Threat Protection မှာ manage နဲ့တစ်ချက်ဝင် real time protection လေးကိုခဏပေးလိုက်ပေါ့နော် yes ဆိုပြီးတော့ပြောလိုက်မယ်ပြီးရင်တော့ကျွန်တော်ဒီ internet လေးလည်းခဏချုပ်လိုက်မယ်ပေါ့နော် okay ပြုတ်ပြီးရင်တော့ဒီ IOBIT installer.exe file လေးကိုတကယ်ကလစ်နှိပ်ပြီးတော့ run လိုက်ပါမယ် okay အဲ့တော့ yes ပေးလိုက်မယ်okay အဲ့တော့ဒီမှာကျွန်တော်ဒီ custom install ကိုနှိပ်ပါနော်အပေါ်က install ကိုနှိပ်ရင်ဒီမလိုအပ်တဲ့ file တွေပါသူက install လုပ်ပါလိမ့်မယ်အောက်က custom install ကိုနှိပ်ပါနှိပ်ပြီးလို့ရှိရင်တော့ install ဆက်နှိပ်ရပါနော်โอเคရပြီအဲ့ဒါဆိုရင်ဒီ run IOBIT installer now ဆိုတာလေးကိုအမှန်ကြီးခဏဖြုတ်တာပေါ့နော်ဘာလို့လဲကျွန်တော်အခုမဖွင့်သေးဘူးလောတယ်ကျွန်တော်ဒီ prep file ထည့်အောင်မှာဖြစ်တဲ့အတွက်မဖွင့်သေးဘူးအဲဒါကြောင့်အမှန်ကြီးလေးဖြုတ်ပြီးတော့ finish ကိုသွားပါမယ်သွားပြီးရင်တော့ဒီ crash ဆိုတဲ့ file လေးတွေဝင်သူက crash 1 crash 2ဆိုပြီးရရှိရပါတော့အဲ့တော့ဒီ crash 1ပဲသွား crash 2ပဲသွားဘယ်ကောက်မှသွားရပါတယ်အဲ့တော့ကျွန်တော်ကဒီမှာcrash 1 ကနေလောက်ကြလိုက်ပါနော်အဲ့တော့ crash 1ထဲမှာကျွန်တော်ကဒီ version.dll ဆိုတဲ့ file လေးရှိတယ်ဒါ readme test ကိုတော့ဘာမှလုပ်ရမလို့ဒီ version.dll ဆိုတဲ့ file ကို right click နဲ့ဒီ copy ကူးလိုက်ပါနော်ကျွန်တော် crash 2ထဲမှာဆိုလို့ရှိရင်တော့ file နှစ်ခုရှိရတာနော်နှစ်ခုလုံးကို copy ကူးလိုက်ပါနော်1 file ကိုပဲသုံး2 file ကိုပဲသုံးလို့ရတယ်နော်ဒီ
အဲ့တော့ copy ကူးပြီးသွားပြီဆိုလို့ချင်းကျွန်တော်ဒီမှာIOV installer ဆိုရဲ application ရဲ့ desktop ပေါ်မှာရောက်နေเนาะအဲ့တော့ရောက်နေတဲ့ကောင်ကိုကျွန်တော် right click နှိပ်ပြီးသွားရင်ကျွန်တော်က open file location ကိုချင်းနေပါနှိပ်သွားရင်ကျွန်တော်ဒီနေရာဒီ folder ထဲမှာ right click ထောက်ပြီးတော့ pass ကိုနှိပ်လိုက်ပါเนาะအဲ့ဒါ continue ဆက်နှိပ်ပြီးပါโอเคဒါဆိုရင်ရပြီကျွန်တော်ဒါ web version ထည့်ပြီးပါပြီပေါ့နော်ထည့်ပြီးပါပြီဆိုတော့ကျွန်တော် IOV installer ကိုဖွင့်လို့ရပါပြီโอเคဒါဆိုရပြီပေါ့နော်ဒီကျွန်တော်တို့ဒီ install လုပ်ရှင်တဲ့ software တစ်ခုကိုကျွန်တော်တို့ရွေးပြီးတော့ install လုပ်လို့ရပြီကျွန်တော်အခု software လေးတစ်ခုကို install လုပ်ပြပါမယ်အဲ့တော့ဘယ်ကောက်ကိုလုပ်ကြလဲi.vpn เนาะi.vpn ကိုကျွန်တော် select ပေးလိုက်မယ် select ပေးပြီးတော့ကျွန်တော် install နှိပ်ပါမယ်နှိပ်ပြီးသွားလို့ကျရင်ဒီမှာ create restore point ဆိုတာကိုတော့ထားခြင်းထားလို့ရတယ်ဒါ restore point ထားမယ်ဆိုလို့ရှိရင်တော့ဒါကျွန်တော်တို့ဒီတကယ်လို့ software ကို install လုပ်လိုက်လို့တစ်ခုခုဖြစ်သွားခဲ့လို့ရှိရင် restore point ပြန်ခေါ်လို့ရှိရင်software ဒီ uninstall မလုပ်ခင်ကsituation ကိုပြန်ပြီးရမယ်ပေါ့နော်ဒါ restore point နဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောပြခဲ့ပြီးသားဖြစ်တယ်ကျွန်တော် channel မှာလာပြီးတော့ကြည့်လို့ရပါတယ် restore point ဆိုတာဘာလဲဆိုတာပေါ့နော်အဲ့တော့ဒီလောဆယ်ကျွန်တော် restore point မသတ်မှတ်တော့ဘူးဒီ automatically remove residual file ဆိုတာကိုတော့ကျွန်တော်residual file ပေါ့နော်ဒါတွေကဒီကောင်းကိုမှန်ပေးထားမှကျွန်တော်တို့ကဒီနောက်ွယ်ကမလိုအပ်တဲ့ file တွေရောတခါလေး uninstall လုပ်ပြီးမှလုံးဝ clear လုပ်ပြီးမှဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဒီကောင်းကိုမှန်လေးပေးလိုက်မယ်မှန်လေးပေးပြီးတော့ကျွန်တော်ဒီ uninstall နေလိုက်မှာဖြစ်ပါတယ်โอเคသူကသူ uninstall လာခေါ်ပြီးတော့ uninstall လုပ်ချပါလိမ့်မယ်โอเคဒါဆိုရင်တော့သူကဒီ registry file တွေကိုပါရှင်းပေးမှာပေါ့နော် registry file တွေကိုရှင်းပေးမှာပါရပါပြီကျွန်တော်ဒီမှန်ကြလေးပြသွားပြီဆိုတော့ okay နှိပ်လိုက်ပါဒါရပါပြီကျွန်တော်အဲ့ဒီ software ကို install လုပ်ပြီးသွားပါပြီဗျโอเคအားလုံးပဲအဆင်ပြေမယ်လို့မျှော်လင့်တယ်တကယ်လို့အဆင်မပြေဘူးဆိုရင် Facebook မှာ BNG community လို့ကျွန်တော်ရိုက်ချပြီးဆက်သွယ်လို့ရတယ်လို့ YouTube မှာကျွန်တော် channel မှာ email လေးရှိရပါတော့ email နဲ့ဆက်သွယ်လို့လည်းရပါတယ်အားလုံးအဆင်ပြေမယ်လို့မျှော်လင့်တယ် BNG community က BNG ထုတ်တာပါ